Good morning ပါအခုချိန်မှာကျမတို့ American နိုင်ငံမှာနည်းနည်းလေးအေးပြီเนาะအခုကျမဗီဒီယိုဘာလို့ပြမလဲဆိုတာပြမယ်เนาะဒီကားလေးကကျမတို့အိမ်ရှိမှာရှိတဲ့ဒီမြက်ခင်းတွေကိုဆေးဖြန်းတဲ့ကားလေးဖြစ်ပါတယ်เนาะဆေးဖြန်းတဲ့ကားလေးဖြစ်ပါတယ်ဒီကားလေးကအခုဒီမှာငါတို့အိမ်ရှိမှာဆေးလာဖြန်းနေရပါเนาะဒီမှာကျိုးလေးတွေနဲ့ပြမယ်เนาะဒီကျိုးလေးဆွဲလာပြီးတော့ဒီမှာအခုသူကဖြန်းပြီးတော့နောက်တစ်မျိုးထပ်ဖြန်းမှာပေါ့เนาะအမေရိကန်နိုင်ငံမှာအိမ်ကိုဒီတိုင်းဝယ်ပြီးတော့မပြီးဘူးတင်မလားဒီကိုစိုက်ထားတဲ့ကိုအိမ်ရှေ့မှာရှိတဲ့မြက်တွေကိုလည်းကိုက view စိုက်ပေးရတယ်ကိုရဲ့အိမ်ကိုလည်းချမစားအောင်ဆေးလာဖြန်းတဲ့လူတွေရှိတယ်ချမစားတဲ့ insurance အမခံကြေးလေးဝယ်ထားရတယ်အခုဒါဆိုရင်မြက်ခင်းအတွက်ပဲရှိသေးတယ်နော်မြက်ခင်းအတွက်ပဲရှိသေးတယ်အမပေးရတဲ့ဟာတွေအများကြီးရှိသေးတယ်အမေရိကန်နိုင်ငံမှာတိလားအခုဆေးဖြန်းတာတော့မှတစ်မျိုးသေးမဖြန်းဘူးသူကနှမျိုးလောက်ဖြန်းတာအဲ့လိုဆေးမဖြန်းဘူးဆိုရင်ကိုယ့်ရဲ့အိမ်ရှိတွေမှာလေရင်ကောင်းတွေချင်းတွေပြီးရင်ခါချင်းမဟုတ်ဘူးအန်လေအန်တေလေးလေအဲ့ဒီအကောင်လေးတွေအမလေးကျမအင်္ဂလိပ်စကားအရင်တက်လို့မဟုတ်ဘူးအမေရိကရောက်တာကြာရင်လေမြန်မာစာလုံးလေးကအော်တိုမက်တစ်သူ့ဟာနဲ့သူကိုပြောရမယ်ဆိုရင်မေ့သွားတာနော်ယူရိုကျမကိုတမျိုးမချင်တယ်ဟုတ်ပြီလားအဲ့ဒီအန်ကိုဗမာလိုမေ့နေပြီကချင်လိုပဲတတ်တယ် legin အဲ့ဒီ legin တွေအများကြီးရှိတယ်အဲ့ဒီandဒီသူတို့ကအင်္ဂလိပ်လုပ်တယ်လေ legin အုံလေးလေအဲ့ဒီအုံလေးဆိုခဏဖြစ်တယ်အဲ့ဒီအုံလေးဆိုရင်ရှိရင်သူတို့ခေါ်ရတယ်ခေါ်ပြီးဆေးဖြန်းရတယ်အဲ့လိုမျိုးကြောင့်သူကဒီကျမတို့ကဒီအိမ်အမေရိကန်နိုင်ငံမှာအိမ်ကြီးဝယ်ထားပြီးဆိုရင်အဲ့ဒီဒီအကောင့်ပလောင်တွေကိုချေမုန်းဖို့အတွက်အမခံဝယ်ရတာလည်းမလွယ်ဘူးတိလားအခုကျမအိမ်နောက်ဖေးကိုဖြန်းတော့မှာပေါ့နော်ဒီမှာအဲ့လိုလေးတော့အဲ့လိုအသေးစိတ်လေးလိုက်ဖြန်းပေးရပေါ့နော်ဒီနားတွေမှာအခုဒီဟာဆိုရင်ခုနကကျွန်မပြောတဲ့ legin နေမရှိအောင်ပြီးရမလားအကောင်ပလောင်တွေအခုဒီလိုဖြန်းတဲ့အချိန်မှာကျွန်မခွေးလေးအပြင်ထွက်လို့မရအောင်ပေါ့နော်လို့ဆက်အပြင်ထွက်လို့မရအောင်သူကအခုဒီနောက်ဘက်ချမ်းကိုအကုန်လုံးဖြန်းမှာဖြစ်ပါတယ်ဖြန်းပြီးသွားပြီဆိုရင်အိမ်ရှေ့ကိုဖြန်းမယ်ပေါ့နော်ဒီအခုကျမတို့အိမ်ပတ်ဝန်းကျင်တွေအားလုံးကအဲ့လိုတွေဝယ်ထားကြတယ်မဝယ်ထားလို့မရဘူးအမေရိကန်နိုင်ငံရဲ့အိမ်တွေကလေသူတို့တွေကဘယ်လိုပြောမလဲအုတ်တွေပါနဲ့ဆောက်ထားတဲ့အိမ်တွေမဟုတ်တဲ့အတွက်ကြောင့်ဒီမှာကချမစားအောင်ဝယ်ထားရတယ်ပိုးကောင်တွေမစားအောင်ဝယ်ထားရတယ်ကြွက်တွေပိုးဟတ်တွေချင်းတွေရင်တွေအိမ်ထဲမဝင်တဲ့ဟာမျိုးတွေဝယ်ထားရတယ်အဲ့လိုအမခံကြေးတွေအများကြီးဝယ်ထားရတယ်တဲ့မလားအဲ့လိုမဝယ်ထားရင်ဘူးဆိုရင်ဒီအိမ်ကနှစ်80လဲခံမှာမဟုတ်ဘူးနှစ်90လဲခံမှာမဟုတ်ဘူးပေါ့နော်ဒီအိမ်ကချလေးစားမယ်အကောင်တွေတဲ့အရန်ဝင်မယ်ခဏလေးဆွေးမှာအဲ့လိုမျိုးဝယ်မထားဘူးဆိုရင်တို့ကဆေးတွေခဏလာမထည့်ဘူးဆိုရင်ဒီအင်ကခဏလေးဆွေးမှာကဲအဖိုးရတော့လိုက်ဖြန်းနေပြီဒါလေးကအခုကျမတို့အိမ်မှာဆေးလာဖြန်းတဲ့လူကြီးလာလို့ကြုံလို့ယူတွေကိုပြောပြတာဖြစ်ပါတယ်အားလုံးကို thank you ပါ bye